မေရိကန်သမ္မတအခုချိန်ထိကိုလေးသံမလျှော့သေးပါဘူးအီရန်စစ်ပွဲမှာအမေရိကန်ဟာအပြတ်အသတ်ကိုအနိုင်ရရှိထားပြီးသားဖြစ်တယ်လို့ပြောနေတယ်လို့တစ်ဖက်မှာလည်းအီရန်ဟာသူနဲ့ငြိမ်းချမ်းရေးကိုတအားဆွေးနွေးချင်နေတာပါအီရန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ဟာတိုးတက်မှုရှိတယ်လို့ပြောနေတာပါဒီလိုပြောနေတဲ့ကြားထဲကပဲမရိန်းတပ်သားတွေလေဒီတပ်သားတွေထောင်နဲ့ချီပြီးတော့ကိုအရှိအလဲပိုင်းကိုဆေးလွတ်နေတာပါအခုဆိုရင်ပဲအမေရိကန်ရဲ့မရိန်းတပ်သား3000လောက်ကအရှိအလဲပိုင်းကိုရောက်ရှိလာပြီဖြစ်ပါတယ်နောက်ပြီးတော့လေဒီစစ်သားတွေလည်းအမေရိကန်ရဲ့လေဒီစစ်သားတွေလည်းဒီအရှိအလဲပိုင်းကိုရောက်ရှိလာပြီဖြစ်ပါတယ်အီရန်ကတော့ပြောပါတယ်အမေရိကန်စစ်သားတွေမြေပြင်တိုက်ပွဲကိုတိုက်မဲ့အချိန်ကိုသူကစောင့်မျှော်နေတယ်ဆိုပြီးတော့အီရန်ဟာကြုံဝါထားပါတယ်အီရန်ဟာ ground တိုက်ပွဲတွေမြေပြင်တိုက်ပွဲတွေကိုအစင်းနဲ့ပြင်ထားပုံရပါတယ်တကယ်တမ်းကျလို့ရှိရင်အီရန်နဲ့အီရတ်ဖြစ်တဲ့တိုက်ပွဲမှာအမေရိကန်စစ်သားနဲ့တခြားမဟာမိတ်တသိန်းခွဲလောက်ကိုအသုံးပြုပြီးတော့တိုက်ခဲ့တာပါဒီစစ်ပွဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဆေလွတ်တဲ့စစ်သားဟာ1000တောင်မကျော်ပါဘူးဒီ1000မကျော်တဲ့ဒီစစ်သည်အင်အားတွေဟာအီရန်လိုမျိုးအီရတ်တဲ့အစာပေါင်းများစွာကြီးမားတဲ့နိုင်ငံတစ်နိုင်ငံကိုသိမ်းပိုက်ဖို့ရာဘလို့မှမလွယ်ကူပါဘူးဘလို့မှမဖြစ်နိုင်ပါဘူးအီရန်နိုင်ငံဟာအီရတ်နိုင်ငံထက်ကိုနိုင်ငံအရွယ်အစားရရောလူဦးရေအရွယ်အစားရရောစစ်တပ်အရွယ်အစားရရောအင်မတန်မှကြီးမားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်အဲ့ဒီလိုနိုင်ငံကိုအီရတ်တုံးကတိုက်ခဲ့တဲ့စစ်သည်အင်အားထက်ကိုမြောက်များစွာညှော့နေတဲ့စစ်သည်အင်အား1000ပတ်ချလဲနဲ့မြေပြင်တိုက်ပွဲဆင်နွှဲမယ်ဆိုတာဟာဒါဖြစ်နိုင်ခြေမရှိတဲ့ကိစ္စပါဒါပေမဲ့နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုရှိတာကတော့အီရန်နိုင်ငံတစ်ခုလုံးသိမ်းပိုက်တာမျိုးမဟုတ်ဘဲနဲ့ပါရှန်ပင်လယ်ကွေ့ထဲမှာရှိတဲ့ဒီဟော်မုတ်စီလက်ကြားထဲမှာရှိတဲ့ခကျွန်းနဲ့တခြားကျွန်းငယ်လေးတွေကိုသိမ်းပိုက်သွားဖို့ရည်စူးပြီးတော့များဒီစစ်သား1000ကိုပြင်ဆင်ထားတာလားခုလောလောဆယ်ကတော့စစ်သား3000လောက်ကတော့ရောက်နေပါပြီနောက်ထပ်ရောက်လာစရာရှိမယ်ဆိုလို့ရှိရင်လည်း1000ပတ်ချဲလောက်ပဲရှိမှာပါသူတို့1000ပတ်ချလဲလောက်နဲ့အီရန်နိုင်ငံတစ်ခုလုံးလွှမ်းခြုံပြီးတိုက်ဖို့ဆိုတာကတကယ်တော့စီးရေးပညာရှင်တွေသုံးသပ်မှုရဖြစ်နိုင်ခြေမရှိတဲ့ကိစ္စပါခုချိန်မှာလည်းအီရန်နိုင်ငံရဲ့တကယ်အက်စဖာဟန်လိုမျိုးကြီးတွေကိုအမေရိကန်နဲ့အစ္စရေးတို့ဟာကြီးမားတဲ့ဒီဒုံးကြီးတွေရေချောင်းစစ်လေချောင်းစစ်စင်ရေးတွေနဲ့တိုက်ခိုက်နေတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုပျက်စီးဆုံးရှုံးမှုတွေဒါအီရန်နိုင်ငံတွေမှာများပါတယ်အက်စဖာဟန်မြို့ဟာလူကြီး2သန်းနဲ့3သိန်းပတ်ချာလဲလောက်နေထိုင်တဲ့မြို့ဖြစ်ပါတယ်ဒီမှာရှိတဲ့လေချောင်းပြစ်မှတ်တွေနဲ့တခြားသောပြစ်မှတ်တွေကိုပစ်ခတ်တိုက်ခိုက်တဲ့အတွက်ကြောင့်မလို့တော်တော်ကိုကြီးမားတဲ့မီဂိုလုံးကြီးတွေနဲ့ပောက်ကွဲမှုကြီးတွေဖြစ်ပွားနေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်အမေရိကန်သမ္မတရဲ့အီရန်နဲ့ပတ်သက်တဲ့ပြောကြားချက်တွေဟာခုတစ်မျိုးတော်ကြတစ်မျိုးဖြစ်နေပါတယ်တစ်ဖက်မှာလည်းငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ပြောနေတယ်လို့တစ်ဖက်မှာလည်းချင်းချောက်အကြက်ကင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ပြောပါတယ်အမေရိကန်ဟာငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကမ်းလှမ်းချက်တွေတစ်ဖက်မှာပြောနေတယ်လို့တစ်ဖက်မှာလည်းစစ်သားတောင်းနဲ့ချီပြီးတော့ဆေးလွတ်ပြီးတော့မြေပြင်တိုက်ပွဲတွေဆင်နွှဲဖို့လည်းပြင်ဆင်နေတယ်ဆိုတာကိုပြောပါတယ်ဘယ်လိုပဲဖြစ်ပါအီရန်နိုင်ငံကတော့လာသမျှရန်သူတွေနဲ့သူ့ရဲ့မဟာမိတ်တွေကိုအပိတိုင်ခြေမုံသွားမယ်ဆိုပြီးတော့အီရန်ဘက်ကနေပြီးတော့ပြောကြားထားတာရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်